ကဘာကြီးတွေမှာအာဒါနဲ့အေဝါစတယ်ပဲပြောမြမကြီးလေးပါစတယ်ပဲပြောသူတို့ထဲမှာအမေဆိုအဲ့ဒီလေးကျေးဇူးရှင်ပါလို့လားကဘာကြီးဟာအဆက်မပြတ်ပဲနဲ့ဒီနေ့ထိကျွန်တော်တို့အထိသားစဉ်မြေးဆက်တွေဖြစ်လာတယ်ပေါ့လားအမေမှန်တယ်မြတ်ဘာသာခြားလူမျိုးခြားရဲ့လို့ကျွန်တော်စိတ်ထဲမှာမရှိဘူးသားတဲ့အမေတယောက်အမေပါပဲအမေသူကယုံညံ့လို့သူကမြင့်ပြတ်လို့သူကဘာသာခြားမလို့သူကလူမျိုးခြားမလို့မဟုတ်ပါဘူးကျွန်တော်မြင်တာဖြင့်ကျွန်တော်ပြောဦးမယ်ကျွန်တော်လွန်သွားမလားမလွန်ပါဘူးမေမလွန်ပါဘူးအမေမကြီးလေအမေနားနဲ့မနာဘွားနဲ့နာပြောလိုက်ပြရစီတော့အမေဟာကျွန်တော်မျက်စိရှေ့မှာကျွန်တော်လက်ထဲမှာမိမရွှေဖြစ်နေပါစေအမေဟာအမေပါပဲအမေပါပဲဆရာဘယ်သူများလဲခင်ဗျာမရှာရငါတို့ဆရာကွာငါတို့ဆရာဟုတ်လားငါတို့ရဲ့ရုပ်ရှင်လောကမှာရုပ်ရှင်လောကသားတွေအကုန်လုံးချစ်ကြောက်ယူတင်ရတဲ့ငါတို့ရဲ့ဆရာဘာဘာဥတုခါဆိုတာဟောဒီဆရာပဲကွာနော်ကျော်သူဟေးပြောတတ်ပါဦးမင်းမသိမချင်းမှတ်ထားဟောဒီလိုပုံကူမျိုးอ่ะနောင်တစ်သက်မပေါ်တော့ဓမ္မအင်မတန်မှစိတ်ကောင်းစေတနာကောင်းရှိတယ်ငါတို့ဆရာသူများသဘောကျနေပြီဆိုရင်ခေါင်းလေးငိမ့်အေးသဘောကျနေပြီဆိုရင်ခေါင်းလေးငိမ့်နေသူနည်းနည်းလေးများမကျင်납ဘူးဆိုရင်ဝုန်းတိုင်းဘယ်တော့မှမလုပ်ဘူးခေါင်းလေးကိုရမ်းဖြည်းဖြည်းလေးရမ်းခေါင်းခါတယ်ပေါ့အေးနည်းနည်းလေးမဆိုးစလောက်လေးထစ်ကနေစိတ်တူရင်တော့အသာလေးလှမ်းပို့လိုက်တာတစ်ချက်ဖုတ်ကြိုက်ထဲတာအေးအဲ့ဒီလိုမျိုးဘဘဥတုခါငါတို့ဆရာဘဘတို့ကအသက်ကြီးသွားပြီဆိုတော့ရုပ်ရှင်လောကရဲ့ကံကြမ္မာငါသားတွေလည်းထဲမှာပဲရှိတယ်ဟုတ်ကဲ့ပါဟုတ်ပါတယ်ဗျဟုတ်ကဲ့ပါအခုမြန်မာရုပ်ရှင်လောကကြီးဘာတွေတိုးတက်နေတယ်ဆိုတာအဖေကိုပြောပြကြပါကဲတော်သူမင်းနည်းနည်းပါတော့အဖေကိုရှင်းပြကွာတော်တိုးတက်နေတာဗျဟိုယုံနေလည်းအများကြီးပဲခိုးခွေတွေလည်းဖမ်းကုန်ပြီပြောစရာကြီးပါရဲ့တရုံရောက်တဲ့ယုံတွေကလူတွေတရုံရောက်တဲ့ပြောကဲမင်းမဟုတ်ကတွေသွားပြီးပြောတာကိုမင်းပြောတော့မကျင်းတတ်ဘူးဆိုခေါင်းလေးပဲခါတယ်ဆိုမဟုတ်ဘူးလေမင်းကမဟုတ်ကသွားပြောတော့မင်းကိုရိုက်ခံရတာပေါ့ငါပြောတာမှန်တာပြောမှန်တယ်ပြောတော့မင်းဟုတ်ကရှောက်ပြောနေတယ်ငါပြောနေရိုက်ခါတယ်ဆရာအလကားပြောတာကျွန်တော်တို့အရန်ကိုပဲကျွန်တော်တို့စီမှာအရန်တိုးတက်နေပါပြီရုပ်ရှင်တွေဆိုလည်းအရန်ပြစီကားတိုက်ကြပြီးတော့မလေးတော်ကိုတိုးတက်နေပြီနိုင်ငံတကာနဲ့ရင်ပေါင်တန်းပြီးတော့ပြနေပြီနိုင်ငံတကာထိုးဖောက်နိုင်ငံတကာကိုထိုးဖောက်တယ်ထိုးကိုဖောက်နေပြီကျွန်တော်တို့တွေကဲမင်းတော့ခေါင်းငိမ့်နဲ့ခေါင်းခါတယ်အခုနေရင်အုပ်တယ်မို့ဆောက်မှကန်နေပြီအဲ့ဒီလိုဟုတ်တာတွေကိုမဟုတ်တာကိုဟုတ်တာတွေကိုဟုတ်လို့ပြီးရှောက်ပြောလို့ရှိရင်အဲ့ဒီလိုမျိုးစောင့်ကန်တတ်တယ်ဆိုတာကိုပြောဖို့ငါမေ့သွားအစောကြီးကပြောပါကဲသားတို့ရပါအခုကဘာမှာနာမည်အကြီးဆုံးဝင်ငွေစံချိန်အချိုးဆုံးရုပ်ရှင်ကားတွေကဘယ်ကားတွေတော့ဟာရှိပါလေကဘာမှာရထင်းတွေတိုင်အောင်စံချိန်အချိုးဆုံးတော့ဝင်ငွေအကောင်းဆုံးကားကကျွန်တော်တို့ရုပ်ရှင်ရဲ့ဥက္ကဋ္ဌကြီးခဏပြောနေတယ်ကားတကားရှိတယ်နိုင်ငံတကာကဘာကားလဲဆိုတော့ဘာလဲတိုက်တဲ့နှစ်ဗျာဘာနည်းနည်းခံစားကြည့်လိုက်ပါခံစားကြည့်လိုက်ပါ
ဘာမှအမကြည့်တော်သူအဲ့ဒါတိုက်တဲ့နှစ်ဒီမဲ့ခင်ဗျားတို့မှားနေလားဟမ်ဟုတ်တယ်ကဲအာဒုက္ခပါပဲကဲလက်လေးပြန်အရှင်းတော့မှားတာပြဿနာတော်တော်တက်တယ်နော်ဒုက္ခပါပဲဘာထိုင်ကြည့်လိုက်ပါဦးဘာခုနကျွန်တော်ပြောတဲ့အဲ့ဒါဝင်ငွေစံချိန်အချိုးဆုံးတဲ့ကဘာပေါ်မှာယနေ့ထက်တဲ့နာမည်ကြီးနေတဲ့ကားကပါတဲ့ဒါမင်းသားမင်းသမီးတွေဖြစ်ရမယ်တော်သူနည်းနည်းစုံစမ်းထောက်လိုက်လားမင်းသားဘယ်သူတွေလဲဘာလဲညာလဲမင်းနောက်ကမင်းသားနာမည်ကဘယ်သူလဲဒီလေမင်းနာမည်ဘယ်သူလဲ what your name အဲ့ဒါလေးရှင်းနော်ရတယ်ပြောအဲ့တိုင်းပြောချလိုက်ကျွန်တော်နာမည်ကလီယိုနာဒိုဘာနာတာတော့ဟောသူနာကျင်တဲ့နေရာနာနင်းနေသူ့နာမည်သူပြောနေတာဟာနာမည်လေးနာမည်ဟေးလေလီယိုနာဒိုအဲ့ဒီဥစ္စာကသူနာသွားတဲ့အခါကျတော့ကွာအဲ့မှာနှာတိုသွားတယ်တဲ့ကွာမင်းရတယ်အင်္ဂလိပ်လိုနားမလဲမင်းရှောက်ပြီးတော့ဒီကဟိုရှေ့ကညီမလေးဘင်းသမီးအောင် your name Kate Winslet Kate Winslet အကိတ်ကြီးကဝင်ပြီးတော့ဆလတ်တွေလောင်းတာကျော်ထူးရှောက်ပြီးပေါက်ကြရတယ်မပြောနဲ့ငါကြားဘူးတယ်ကိတ်ဝင်းစလက်ဆိုတာတအားချောတာမင်းရတယ်အဲ့ဒီကားထဲမှာပါတဲ့မင်းသမီးပကြီးတောင်ဆွဲခံနေတယ်မင်းနားမနေနဲ့ရှောက်ပြောနေတာပကြီးဆွဲတာကျွန်တော်နော်ဘာပကြီးဆွဲတာကျွန်တော်အဲ့ဒါဆိုကျွန်တော်သိပကြီးဆွဲတဲ့ခေါက်အရာသဘောကျအမလေးအရေးတဲ့ပကြီးဆွဲတာကျွန်တော်တော့ခဏပြန်ကြည့်တယ်အဲ့ဒါလေးရည်ရပြီးတော့နေသားပါကဲပါအရေးတဲ့မှာနေသားပါခင်ဗျားတို့နှစ်ယောက်ကဒီဘဝလဲပါလေလွင့်နေသေးတယ်ဒါကြီးကဘာကြီးလို့ဒီထိတ်ကဒါကြီးကဘာကြီးလို့အရန်တုံးတာပဲရှင်ဒါကလေသင်မောင်ဦးဟုတ်တယ်လေသင်မောင်ဦးကခဏနေသားမောင်ဒီလိုပလတ်စတစ်အဖြူနဲ့ဒီနာစက်ကူတွေနဲ့ကပ်ပြီးဒီနာဒီလိုဒီလိုရတယ်လားပြောသားမောင်မဟုတ်လေဒါပလတ်စတစ်နဲ့လုံးမှကျွန်တော်နိုင်မှာဟုတ်ဟုတ်ဘူးလေခင်ဗျားတို့ဒီဥစ္စာဘာလဲတခြားမဲ့ပါတမောဆိုနောက်မှပါမှာဘာမှမပါမဲ့နဲ့ဒီနားတွေပြတ်တယ်သင်မောင်ကအရန်ကြီးလို့ရှင်မဆက်ပါဘူးချုပ်ပြီးတော့ယူလာတာသင်မောင်တော့ဓမိုင်းနဲ့ပဲဖြတ်လာခင်ဗျားတို့ရုပ်ရှင်လိုက်တာအဲ့လိုဖြတ်ရိုက်လို့ရလားဟုတ်လားဒါတော့အစင်တင်တယ်လို့ပေါ့နော်ခုတည်းပြန်အမယ်ဆိုရင်ကားပါမစ်ထုတ်ပေးတယ်ပြန်အပ်လိုက်ပါဘယ်ကားပါမစ်ထုတ်ပေးအောင်ဒီဥစ္စာအားတွေလာတွေတတွေမဟုတ်ဘူးလရရဲ့မသိဘာမှမသိရှောက်ပြီးတော့ကားနဲ့တင်မောနဲ့မှားသွားလို့နေဘိုးအဲ့ဒါအဲ့လိုမရဘူးနေသားမခင်ဗျားတို့ကအဲ့ဒါဆိုလို့ရှိရင်ဘာလို့လဲတန်းတန်းကြီးလုံးနေတယ်လေကြောက်ချဟာကြောက်ချလို့မရဘူးဘာဖြစ်လဲကြောက်ချရလို့ရှင်ခင်ဗျာဟိုနေ့ပြဿနာတက်မှာဗောဘာဖြစ်လဲကြောက်စိမ့်နေပါလေဆိုပြဿနာတက်မှာဒါပြောတာမဟုတ်ဘူးကြောက်ဆူးကိုပြောနေတာကြောက်ဆူးကြောက်ချာလို့ကန့်မရဘူးကျွန်တော်ကန့်လို့မရဘာဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်တို့ဟိုစိတ်ကန်းတွေအားလုံးပုတ်ပြီးကောက်တွဲလိုက်ပြီဗျအဲ့ကြောင့်ကျွန်တော်အခွန်ဆောင်အောင်မှာကျွန်တော်အခွန်ဆောင်မှုငွေမပါမန်နီမပါခွန်ဆောင်မှုပတ်စံမပါဘူးလို့လုပ်နေသေးတယ်ဒုက္ခပါပဲဒေါ်လာအပြားတွေမပါဘူးလားဒေါ်လာဘယ်ကဒေါ်လာအပြားဒေါ်လာပြားတွေမပါဘူးလားအဲ့ဒါနဲ့လဲလိုက်ပေါ့ဗျာခင်ဗျားတို့ရပါတယ်ဗျာဒုက္ခပါပဲဒေါ်လာအပြားကြီးလည်းမပါဘူးဟုတ်လားအဲ့ကြောင့်ဟိုစဆုရတော့တင်းမောပေါ်ဘာတွေတင်လာသေးတယ်ဘာတွေတင်လာနည်းနည်းပါးလွတ်စားမှာဖောက်တယ်လေးပါလေယူလို့ကောင်းသိချင်လို့လားသိနေတာပါတော့ရှောက်မပြောနဲ့နော်မပြောဘာလို့ကျမတို့တင်မောမှာလေစီးပါတယ်စီးပါတယ်စီးပါစီးပြီးရလားနေမယ်စီးပြီးရမှာလား哦，ဒါဆိုရင်စားအောင်စီ No မဟုတ်ဘူးဒါဆိုဒီတဲ့ မဟုတ်ဘူးဟာစီတော့စီပဲဘာစီတော့မှတ်ထားတလုံးချင်းပြောပြအဲ့စီကျွန်တော်တို့တည်လာတဲ့စီကအခွန်ဆောင်စရာမလိုဘူးဗျဘာစီလို့သိချမှတ်တာနော်ဒီမိုကရေစီနိုင်ငံညာနဲ့တင်မောနဲ့တည်းလားဒီမိုကရေစီကတင်လာလို့ရပေပါကြီးနဲ့သဲလာလားခင်ဗျားတို့အဲ့ဒါဟောတဲ့လာရဲ့ကျွန်တော်ပြောပြဘာလို့သဲလာလဲသိလားဘာဖြစ်လို့လဲမြန်မာပြည်မှာမရှိသေးဘူးထင်လို့ဟုတ်တယ်ဟုတ်ပြီအဲ့ဒါခင်ဗျားတို့အများကြီးသဲလာသားမှာဗျာအများကြီးကိုပြောနေတာဒါနဲ့စကားပြောတာလည်းပြောပါနည်းနည်းပါလားခွာလိုက်ပါအောင်လားတောက်လျှောက်ကြီးကတ်ထားတာခင်ဗျားတို့ပါဗျာမရဘူးဗျာကျွန်တော်တို့ကခွာလို့မရဩအဲ့ဒါပဲမင်းတို့ငါတို့ပယ်လာတဲ့ဒီမိုကရေစီပဲလာတာဟုတ်လားအေးဟုတ်ပြီလေခွာလို့မရဘူးလားမရဘူးဘာဖြစ်လို့ခွာလို့မရဘူးကျွန်တော်ရဲ့စတိုင်လေတိုင်လေးရဲ့ကဘာကျော်တဲ့တိုင်စကားလေးကတိုင်လက်လို့ဒီစပဲကျွန်တော်ဒီလိုအနောက်လေးကနေตาလေးဖက်ဒီလိုလေးထောက်ထားအဲ့ဒါလေးကမှကဘာကျော်သွားထောက်ထားညာတာတယ်တနာတယ်မိခလေးပုံဒီလိုပြောပါဟုတ်ပါလေဒီကောင်ဘာစကားစီးမှုတွေထောက်လိုက်ရင်ဖြစ်မဟုတ်ဘူးလေဒါကျွန်တော်ရဲ့စတိုင်လေဒီလိုနဲ့ပဲကျွန်တော်တို့အော်စကာဆုရခဲ့တာကျွန်တော်တို့ကလေးကဒါပေမဲ့
ကားထဲမှာကျွန်တော်2ယောက်တော့မြင်ရပါဘူးခင်ဗျာ ဟော ကားထဲမှာမရဘူးလား အော်စကာစု ဟုတ်ပါ အပင်မခံအားတွေကုန်ခံပြီးတော့ရိုက်ခဲ့တာကျွန်တော်2ယောက် ဟုတ်ပြီသိတယ် တကယ်တမ်းပြီးခဲ့တော့ကျွန်တော်2ယောက်မရပါဘူးအဲ့နဲ့ဟိုကျွန်တော်တို့စိတ်ပက်လက်ပြက်နဲ့ကိုသိမ်းမောကြီးကိုမောင်းပြီးတော့မောင်းမိမောင်းနဲ့ဒီကိုရောက်လာ အေးငါဟိုခိုင်းယူမင်းတို့အကြိုက်ဆုံးပဲကွာနောက်ဆုံးပဲမင်းတို့ကောင်တွေနှစ်ကောင်လေးနှမ်းပြီးတော့ ဟာလေ မင်းတို့နှစ်ကောင်မကြောပဲနဲ့တခါမျောပြီးပါနှစ်ကောင်လုံးတပြေးနဲ့ဖြိပတ်ပြီးတော့ဖြစ်လာပြီးတော့မင်းတို့တော့ရေထဲမှာခဲပြီးတောင်းပြီးမင်းတို့နှစ်ကောင်မာလကီရတော့တဲ့ခါငါသိကြိုက်တာပဲကွာ ရှင်နေအောင်ပြော တကယ်ဟုတ်တယ်နောက်ဆုံးကောင်းပါလေ အဲ့ဒါဆိုလည်းမထူပါဘူးအဲ့ဒါဆိုလည်းမထူကိုရရဲ့ကျွန်တော်ဒီရေခဲကဘာပို့လိုက်ရင်ကောင်း နင်းမရေခဲကဘာပို့လဲဟာလားဒုက္ခပါပဲငါလည်းကဲအဲ့တော့မောင်ရင်တို့ဒီလိုလုပ်ပါနော်ကိုတို့ကပြတ်တဲ့ကလည်းမကြခင်ပိတ်တော့မှာဆိုတော့ဒီသမောကပြန်လဲပြီးတော့ထွက်ခွာရင်တော့ကောင်းမှန်းနဲ့တူနေကြည့်ရတာနော် ဘာဖြစ်လို့လဲ ဘာဘာ ဒီမှာကတ်လို့မရဘူးလား ဘာဘာလေ ဘာဘာ ဒီဥစ္စာကတော့ကျွန်တော်တို့ဒါကတော့ကဘာမှာအင်မတန်မှနာမည်အကြီးဆုံးဝင်ငွေအများဆုံးရတဲ့တိုက်တဲ့နှစ်မင်းသားနဲ့မင်းသမီးပါပဲဘာဘာလေ ဟုတ်ပါလေ ဟာကောင်းခါတယ် ဟေး ကောင်းခါတယ်ငါတို့မြန်မာပြည်ကသေရဲကားတို့မမှီဘူးတဲ့ ဘာဘာခေါက်ခါတယ်ဘာဘာဘာဖြစ်လို့ခေါက်ခါလဲဆိုတာလေးကျွန်တော်တို့ရှင်းပြပါလားဘာဘာလေဟမ်ဘာဖြစ်လို့ခေါက်ခါတာ ဘာလဲက ဟာဘာတော့ ဟာနောက်ဘာကြီး လီယိုရေလင့်ရင်ကောင်းမယ်လေ ရွှေလား ဘာကြီးလဲ ပြတာပြတာမင်း မျက်နှာပေါင်းတင်ထားပဲလင့်မယ်လင့်မယ်လား အဲ့ဒီမောကဲကဲ ကဲရွှေမရွှေ ကျွန်တော်ယူပါဒါကြီးလည်းမသိဘူး ဒီကောင်ကဘာတူလဲဒီကောင်ဘာတူလဲ မသိဘူး ဘာတူလဲဒီကောင် အတူမန်းတော့မသိဘူးဘာဘာ ဟေးဟိုကတင်မောနဲ့လာပြီးတော့မင်းကဒီလိုအပြားရောဝါစနဲ့မင်းကစိတ်ကန်းအာနာပိုင်လား ရှာကိုပြောနေကဘာမှာနာမည်ကြီးတယ်ဟင်းသား The Max ဟိုမှာ the max ဘာလဲ the max ဆို မျက်နှာဖုံးစိတ်နဲ့လူ ဩခမည်းကနာမည်ဘယ်လိုခေါ်တော့ Mr. Maskin ဩဘာမစ္စတာမတ်စကင်တို့ဟမ်ဒီနာမည်ဘယ်လိုခေါ်တော့ခမည်းနာမည်က The Max လေ ဩ The Max ပဲဘာသာကိုပြန်မလား ဟုတ်ကဲ့လောက်ပါဦး the max ဆိုတာဘာတော့ ဘရာဇီးယာလေ နေဘွေဘရာစီယာ ဓမ္မမြတ်ဘုရား ဘာဘရာစီယာရှောက်ပြော The Max တာမျက်နှာဖုံးစိတ်နဲ့လူ ဩ